အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2026ဖေဖော်ဝါရီလ16ရက်နေ့ဖြစ်ပါတယ်နော်ဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ဘီလိကစာပေကိုဖတ်တဲ့အခါမှာဘီလိကစာပေကနေဘာတွေရနိုင်လဲဘလို့ဖတ်တဲ့တယ်လဲဆိုတာလေးကိုကျွန်တော်နမူနာအနေနဲ့ဖတ်ပုံဖတ်နည်းလေးပြောပြမယ်နော်မိတို့အကျိုးစီးပွားလိုလားသူတွေနားထောင်လို့ရပါတယ်အဲ့ဒါကတော့တုတ်တန်လေးတစ်ပုဒ်ကိုဖတ်ပြခြင်းတယ်ပစ္စည်းမပဏ္ဏတပါဠိတော်မှာသူ့ဘတုတ်ဆိုတာရှိတယ်လူတော်များများသိတယ်သူ့ဘလူလင်ပေါ့တော်ရီယာပုံနာကြီးရဲ့တာသူ့ဘလူလင်အဲ့ဒီလူလင်ကဘယ်ကိုရောက်လာလဲဆိုတော့တာဝတိပြည်ကိုရောက်လာတာဝတိပြည်မှာအလုပ်ကိစ္စတစ်ခုနဲ့တကြွယ်တယောက်ရဲ့အိမ်မှာလာပြီးတဲခွေရင်းနဲ့အဲ့ဒီမှာ तू ကအဲ့တကြွယ်ကိုမေးတယ်တကြွယ်တဲ့တာဝတိပြည်မှာတဲ့ပူဇော်အထုကိုခံယူတော်မူထိုက်သောယဟန္တာအရှင်တို့နဲ့မစိတ်ဟုဤသို့သောစကားကိုငါကြားဘူးတဲ့ယနေ့အဘယ်မီသောတမနာဗျမနာကိုစီးကိုင်ကောင်းမလဲတဲ့ဟောအတိတ်ဘက်ကဒီယသိယဟန်ပုံနာတွေမင်းပညာရှိတွေအခါအားလျော်စွာတမနာဗျမနာတွေကိုစီးကပ်ပြီးတော့တရားဓမ္မတွေဆွေးနွေးကြတယ်မင်းမြန်းကြတယ်စီးပူးကြတယ်ဆိုတဲ့အလေးအထားကအဲ့ဒီမှာရှိတယ်ဆိုတဲ့အရာကိုပုံဖော်ပြီးသားဖြစ်သွားတယ်အဲ့တော့ဟိုကလည်းဟိုတတိယလည်းအနာရဘိန်တတိယအကြောင်းမှာဇေတဝန်အကြောင်းမှာတဲ့မြတ်စွာဘုရားတရင်သုံးနေတယ်တဲ့မင်းမြတ်စွာဘုရားကိုချင်းကပ်ပါလားကွာတဲ့တကယ်ချင်းချင်းပြောတဲ့စကားโอเคတဲ့စင်ပြေတယ်တဲ့အဲ့ဆိုငါတော်ရီယာပုံနာရဲ့ဒါအဲ့သူ့ကလူလျာနေမြတ်စွာဘုရားအကြောင်းကိုသွားပြီးမြတ်စွာဘုရားနဲ့တွေ့နှုတ်ဆက်စကားပြောဝမ်းမြောက်ဝမ်းသာစကားတွေပါပြောအရှင်ဘုရားနေကောင်းလားထိုင်ကောင်းလားပေါ့နော်စကားပြောပြီးတဲ့အခါမှာသူ့ကလူလျာစပြီးမိတယ်အရှင်ဂေါရမတဲ့လူဝတ်ကြောင့်ဒီသာလင်းနဲ့နီလန်းမှန်သောကုသိုလ်တရားကိုပြည့်စုံစေနိုင်၏ယဟန်သည်နီလန်းမှန်သောကုသိုလ်တရားကိုမပြည့်စုံစေနိုင်ဟုပုံနာတို့သည်ဤသို့ပြောဆိုကြကုန်မှာဒါပုံနာတွေရဲ့ကြားထဲမှာပြောဆိုတဲ့စကားကဒီလိုရှိတယ်လို့လက်စွာဘုရားကိုပြောပြတယ်အဲ့တော့အရှင်ဂေါရမသည်တဲ့အဘယ်သို့ဆိုလိုပါသနည်းတဲ့ဆိုတော့ဒီစကားကိုအရှင်ဘုရားဘယ်လိုတတ်မှတ်မလဲပေါ့အဲ့မှာမြတ်စွာဘုရားကပြန်ပြန်လူလင်နဲ့ဤနေရာ၌ငါသည်ခွဲခြားဝေဖန်ရင်ခေါ်ကြလိမ့်ရှိတယ်တဲ့ဤအရာ၌ငါသည်တစ်ဖက်သက်အားဖြင့်ခေါ်ကြလိမ့်မရှိဘူးတဲ့ဆိုတော့မြတ်စွာဘုရားရဲ့သဘောတရားကလှိနံဓာတ်တစ်ဖက်သက်ကြီးပြောတဲ့စကားမရှိဘူးယဟန်ဒီကသာလင်ကုသိုလ်ပို့လိုက်နဲ့လုံနိုင်မယ်ဟာလာလူတွေကပဲကုသိုလ်ပို့လုံနိုင်မယ်လို့လှိနံဓာတ်တစ်မပြောဘူးလေဆိုအဲ့လိုမြတ်စွာဘုရားကဒီနေရာမှာသူ့ကိုအကျိုးအကြောင်းများစွာနဲ့တုတ်တန်ဒေသနာကိုသူအမေးဖြေတွေလုပ်ပြီးတော့မြတ်စွာဘုရားရှင်းပြတဲ့အခါကျတော့သူသဘောပေါက်သွားတယ်လူလင်သဘောပေါက်သွားတယ်သဘောပေါက်သွားတဲ့အခါကျတော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတခါသူ့လူလင်ကိုတခါပြန်မေးတယ်ပုံနဲ့လူလင်နဲ့မင်းတို့ပုံနာတွေမှာတဲ့ကောင်းမှုကုသိုလ်နဲ့ပြည့်စုံမှုကောင်းမှုကုသိုလ်လုပ်ဖို့အတွက်ပြည့်ညတ်ထားတဲ့ပြည့်ညတ်တရားရှိသလားတဲ့ရှိရင်မင်းဝင်မလေးဘူးဆိုရင်ငါ့ကိုပြောပါတယ်ဆိုတော့မြတ်စွာဘုရားမေးတဲ့ပုံစံလေးကမင်းဝင်လေးတော့မပြောနဲ့ကွာရတဲ့ကိစ္စမရှိဘူးမပြောချင်မပြောနဲ့ဒါမျိုးသူ့ဘက်သားကိုအခွင့်ပေးတာဆိုစကားလေးတွေအရန်လှတချို့တွေကြတော့သူများကမဖြေခြင်းတဲ့စကားကိုအတင်းကျပ်တွေဇွတ်တွေမေးတာရှိသိတယ်မလားအဲ့တော့မြတ်စွာဘုရားကမင်းတို့ဝင်မလေးဘူးဆိုရင်ငါ့ကိုပြောပြနိုင်မယ်ဆိုပြောပြရပါတယ်တဲ့ကိစ္စမရှိဘူးတဲ့အရှင်ဘုရားမှမဟုတ်ဘူးအရှင်ဘုရားလိုပုံကုမျိုးတွေအများကြီးရှိနေရင်တော့မှပုံသားတွေပြည့်ညတ်ထားတဲ့တရားကိုကျွန်တော်မပြောနိုင်စရာအကြောင်းမရှိပါဘူးတဲ့အဲ့ဒါဆိုပြောပါကွာတဲ့ဆိုတော့ပထမဆုံးပြည့်ညတ်တရားကတော့ပုံသားတွေကစကားကိုအမှန်ဆိုရတယ်မူသားစကားမပြောဘူးအမှန်သောစကားကိုပဲပြောရတယ်ဒါပုံသားတွေရဲ့အကျင့်ဖြစ်ပါတယ်တဲ့ဒုတိယအကျင့်ကတော့ချိုးကြံတဲ့အကျင့်ဖြစ်ပါတယ်တဲ့တတိယအကျင့်ကတော့မေထုံမိဝဲခြင်းကိုရှောင်ကျင်ရတယ်တဲ့မေထုံမမိဝဲရဘူးတဲ့တတိယအကျင့်စရုဒ္ဓအကျင့်ကတော့ဘေရင်ဝေရကျမ်းတွေကိုရုပ်ဖတ်တတ်တဲ့ဆရာတာအဲ့ဒါတွေကိုအလွတ်ကျက်မှတ်သင်ကြားပြီးရုပ်ဖတ်တတ်တဲ့ဆယ်နေရတာပါတဲ့စရုဒ္ဓအကျင့်ပစ္စမအကျင့်ဖြစ်တဲ့၅ခုမြောက်အကျင့်ရတော့တဲ့အလှဒါနပေးခြင်းပေါ့ရစ်ပူဇော်တဲ့ပွဲတွေပေါ့နော်အဲ့ဒီပွဲကိုလုပ်ရပါတယ်တဲ့အဲ့ဒါဆိုရင်တဲ့ပုံနာတဲ့ငါမေးဦးမယ်ဤ၅ပါးသောအကျိုးတို့ကိုကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိ၍မျက်မှောက်ပြုကငါဟောကြား၏ဟုပုံနာတို့သည်တဲ့ပုံနာတို့အထက်တွင်စိုးနိုင်စွမ်းသောတစုံတစ်ယောက်သောပုံနာသည်ရှိသလားတဲ့အခုဒီဟာတွေလှုပ်လိုက်တဲ့ဒီပြည့်ညက်တဲ့ပြည့်ညက်တရားတွေကဘလို့အကျိုးတွေရှိတယ်အဲ့ဒီအကျိုးတွေကိုကိုယ်တိုင်ထူးသောဉာဏ်နဲ့သိတာသိလို့ဒါကြောင့်မလို့ငါကဒါကိုပြည့်ညက်ပါတယ်လို့
ပြောနိုင်ဆိုနိုင်စွမ်းနဲ့ပုံသားတယောက်တလေရှိသလားမရှိဘူးလေဟိုကလည်းမှန်တဲ့စကားပြောတာလေအဲ့ဒီကနေအဲ့လက်ဦးစီကဖြစ်တဲ့တယောက်တဖြည်းဖြည်းနဲ့မေးတယ်မြတ်စွာဘုရား9ယောက်နောက်ဆုံးဒီကျမ်းတွေကိုစတင်ပြုစုခဲ့တယ်ပုံသားတွေမှာဟောတဲ့အဲ့ဒီလိုမျိုးကိုယ်တိုင်ထူးသောဉာဏ်နဲ့ငါကိုယ်တိုင်မျက်မှောက်ပြုပြီးငါကိုယ်တိုင်သိပြီးတော့ဟောနိုင်တဲ့ပုံသားတယောက်ရှိသလားမရှိဘူးတဲ့အေးရောအဲ့တော့မြတ်စွာဘုရားဘာပြောလဲဆိုတော့ပုံသားတဲ့လူလင်းတဲ့ဒီပြညတ်ထားတဲ့တရားတွေကဒီအကျိုးကိုရှိပါတယ်လို့သိနိုင်စွမ်းနဲ့လက်ဦးစရာလည်းမရှိဘူးအလဲလူလည်းမရှိဘူးနောက်လူလည်းမရှိဘူးတဲ့မရှိတဲ့အခါကျတော့မင်းတို့ကဘာနဲ့တူလဲဆိုတော့တဲ့ဥပမာအချင်းချင်းလက်ချင်းချိတ်ပြီးဆွဲပြီးသွားနေတယ်အကန့်တိုင်းနဲ့တူတယ်တဲ့မြတ်စွာဘုရားအရှိရလူကလည်းမသိဘူးအလဲရလူကလည်းမမြင်ဘူးအကုန်လုံးအကန့်တိုင်းပဲတဲ့မင်းတို့သွားနေတာဆိုအဲ့မှာသူ့ဘလူလည်းတော်တော်လေးဒေါသထွက်သွားတယ်နော်သူတို့ခုနေနေဘူးဒေါသထွက်သွားတဲ့အခါကျတော့စကလုံးနဲ့တုံ့ပြန်တာပြန်လဲရသော်ဖျားကိုပြန်ပြီးတော့တုံ့ပြန်တာဘလို့တုံ့ပြန်လဲငါဒီလိုပြောလိုက်ရင်ဒီရန်ဂေါတမတော့နာပြီပေါ့နော်အဲ့ဒီလိုသူ့စိတ်ထဲမှာအတွေးတွေးလိုက်တယ်တွေးပြီးတော့ဘာပြောလိုက်လဲဆိုတော့အရှင်ဂေါတမတဲ့ဩပမညာအနွယ်ဖြစ်တော်တဲ့သူ့ဘကတောကိုအစိုးရတော်မူသောပောက္ခတာတိပုံနာကဤလောက၌အချို့သောယဟန်ပုံနာတို့သည်တဲ့လူတို့ဤတရားထက်လွန်မြတ်သောအရိယာဖြစ်နိုင်စွမ်းသောဉာဏ်အမြင်ထူးကိုဤတို့ကြီးသာဝန်ခံပြောဆိုကြကုန်၏တဲ့ထိုယဟန်ပုံနာတို့ဤစကားသည်ရဲပွဲသာလျင်ဖြစ်၏စကားမြသာဖြစ်၏အကျိုးမရှိသည်သာလျင်ဖြစ်၏အချီးနီးသာလျင်ဖြစ်၏လူသားဖြစ်သောသူသည်လူတို့ဤတရားထက်လွန်မြတ်သောအရိယာဖြစ်နိုင်စွမ်းသောဉာဏ်အမြင်ထူးကိုအဘယ်မှာသိနိုင်မြင်နိုင်သောမျက်မှောက်ပြုနိုင်အံ့ဤတဲ့ဤတို့ပြောပါတယ်တဲ့မြတ်စွာဘုရားကိုပုတ်ခတ်လိုက်တာမြတ်စွာဘုရားကလောကမှာရှိတဲ့တရားတွေငါကိုယ်တိုင်ထိုးထွင်းမသိတာငါကိုယ်တိုင်မြင်တာလို့ဝန်ခံထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဒီစကားတွေကအလကားပဲရေပွဲပဲပေါ့နော်အဲ့တော့သူတို့ဒီဗြဟ္မာကြီးကိုးကွယ်တာဖြစ်ချင်းကြောင့်ဗြဟ္မာဖြစ်နိုင်စွမ်းသောဗြဟ္မာကိုသိနိုင်စွမ်းသောဟာလားဗြဟ္မာလိုဉာဏ်မျိုးကိုလူတွေကဘယ်လိုလုပ်ရမှာလဲကွာဗြဟ္မာဖန်ဆင်းလို့လူဖြစ်ထားတယ်ဒီခေတ်စကားနဲ့ပြောသလိုရှိရင်တော့ဖန်ဆင်းရှင်ကဖန်ဆင်းထားတဲ့တတ္တဝါကဖန်ဆင်းရှင်အကြောင်းကိုဘယ်လိုလုပ်သိမှာလဲဆိုတော့ပြောတဲ့စကားမျိုးအတူတူပဲဒီစကားကနော်ဖန်ဆင်းရှင်ကိုဘယ်လိုလုပ်သိနိုင်မှာလဲဖန်ဆင်းရှင်ဉာဏ်ကိုဘယ်လိုလုပ်လိုက်မိနိုင်မှာလဲဆိုရင်ပြောတဲ့စကားမျိုးပြောတာပြောတဲ့ခါကျတော့မြတ်စွာဘုရားခြေပတာလွယ်လွယ်လေးခြေပတာနော်စကားတွေအခုခေတ်မှာတချို့အဲ့လိုပြောလိုက်လို့ရှိရင်ပြန်မခြေပနိုင်တယ်မြတ်စွာဘုရားခြေပတာအယံပညာသားပါတယ်ရှင်းရှင်းလေးလူလင်းနဲ့ဒါဆိုရင်ငါမေးဦးမယ်ကွာတဲ့မင်းပေါက်ခတာဒီပုံနာကဟာတဲ့ကြံတဲ့အခုသူပြောတဲ့တမနာဗြဟ္မဏတွေရဲ့စိတ်ကိုသူ့စိတ်နဲ့ဆင်ခြင်ပြီးဒီပုဂ္ဂိုလ်ဒီမှာဒီလိုဉာဏ်အမြင်မရှိပါဘူးလို့သူကိုယ်တိုင်သိလို့ဒီစကားပြောတာလားတဲ့အရှင်ဘုရားရဲ့တဲ့ဒီတမနာဗြဟ္မဏတွေရဲ့စိတ်ကိုသိဖို့နေနေတာတဲ့သူ့အိမ်ကကြုံမရဲ့စိတ်ကိုတော့သူမသိပါဘူးတဲ့ဆိုအမှန်တရားကိုပြောရဲဆိုရဲတဲ့ဝန်ခံရတဲ့တတိရှင်တရားကဆွေးနွေးလို့ရတယ်အမြင်မှန်ရတယ်ဆိုအဲ့ဒါပဲအဲ့တော့ဒီလိုအမြင်မှန်နဲ့ဝန်ခံလိုက်တဲ့ခါကျတော့မြတ်စွာဘုရားအေးတဲ့ငကိုယ်တည်းကပောက်ခတာဒီပုံနာကသူများစိတ်ကိုလည်းမသိနိုင်တော့အဲ့စကားကမှန်သောစကားပြောတာလားအဲ့မှာဆက်ပြီးတော့ဖြည့်ရှင်းတဲ့စကားတွေအဲ့လွန်ပတန်လှနော်ဒါပေမဲ့ခင်ဗျားတို့ကျွန်တော်ဖတ်မပြတော့ကိုယ့်အကူသိကျင်တယ်ဖတ်ကျင်တယ်ဆိုရင်ဗီဒီကစာပေးဖတ်ရင်အဲ့ဒီလိုအနှစ်သာရအရသာရှိအောင်တုတ်တန်တပုတ်ကိုဖတ်နေရင်ကိုယ့်အတွက်အဲ့ဒီလိုအနှစ်သာရအရသာတွေအကျိုးစီးပွားတွေရှိအောင်ဖတ်တတ်အောင်လို့နီးစနစ်လေးပြောပြတယ်ဟုတ်ပြီလား